background video ပုံစံမျိုးကိုယ့်ရဲ့ပုံလေးထည့်ပြီးတော့မိုးရေထဲမှာပြေးနေတဲ့ video လုပ်တဲ့နည်းလေးကိုအခုတစ်ခါယူလေးကလာရောက်မြောက်ပေးမှာဖြစ်တယ်ရှင်။သွားမကြည့်သေးခင်မှာဝင်မရတဲ့ကောက်ဒီဆောက်ခြင်းနဲ့ပတ်သက်ပြီးတော့ယူလေးလာရောက်မြောက်ပေးမှာမို့အရေးကြီးတဲ့ချက်လက်တွေမဆုံးရှုံးရအောင်ယူလေးကို follow လေးလုပ်ပေးထားမယ်ရှင်။ဘယ်လိုမျိုးသွားပြီးတော့ software မလို့ကနေလောက်ရမလဲဆိုတာအသေးစိတ်ယူလေးနဲ့တူတူလာကြည့်ကြမယ်ရှင်။တော့ကောက်ထောက်ရောက်လာပြီဆိုလို့ရှိရင်ဒီအပေါင်းလေးကိုနှိမ့်လိုက်မယ်။ FL လေးတစ်ခုကိုနှိမ့်လိုက်မယ်။ပြီးရင် viewer FL ကိုနှိမ့်လိုက်မယ်။ပြီးရင်ဒီမှန်ဘလူးလေးကိုသွားပြီးတော့ရိုက်ရှာပါမယ်။ခုလိုမျိုးစာလေးကိုရိုက်လိုက်ပေါ့နော်အပေါ်ရဲ့ဆက်ပါမှာ။ဒီလိုမျိုးလေးကြာလာပြီဆိုရင်တော့ဒီအပေါ်ဆုံးကနေရာလေးကိုနှိမ့်လိုက်မယ်။ဒီနေရာလေးမှာကိုတင်မဲ့ဓာတ်ပုံလေးတွားယူလိုက်မယ်နော်။ဒီနေရာလေးမှာပုံမှန်တိုင်းပဲ9မိနစ်လိုင်းကောက်ရင်စောင့်ရမယ်နော်။လိုင်းမကောက်ရင်တော့နည်းနည်းကြာကြာလေးစောင့်ရပါတယ်။ဒီနေရာလေးမှာရောက်လာပြီဆိုပုံမှန်ပဲ VPN နဲ့တုံးနေဆိုရင် VPN ကိုဖြည့်ပြီးတော့ပြန်ချိတ်နော်။ internet နဲ့တုံးနေဆိုရင် internet ကိုပြန်ဖြုတ်ပြန်ချိတ်ကြည့်ပါရှင်။အဲ့ဒါဆိုရင်ပို့ပြီးတော့မြန်ဆန်ပါတယ်နော်။ဒီနေရာလေးမှာခဏစောင့်လိုက်မယ်။အခုလိုမျိုးလေးရလာပြီပေါ့နော်။တကယ်လို့တချင်းလေးပြောင်းကျင်နေဆိုရင်တော့ဒီဟိုကနေရာလေးမှာတော့ပြောင်းလို့ရပါတယ်နော်။တခါလေးတင်မယ်ဆိုရင်တော့ next ကိုနှိပ်တင်လို့ရပါတယ်။ story မှာတင်ကျင်နေဆိုရင်တော့ your story နှိပ်တင်လို့ရပါပြီရှင်။